ကဲ brother တို့အားလုံးပြန်ပြီးကြိုးဆိုပါဗျာနော်ဒီမှာတော့ကျွန်တော်ခဏလေးမိနစ်နော်မိနစ်5မိနစ်တောင်မှကျွန်တော်3သိန်းရှာမယ်ဗျာနော်အဲ့တော့ကျွန်တော်ရဲ့ formula အသေးတစ်ချိန်ဆိုလို့ရှိရင်အကြီးအသေး2ချိန်ဆိုလို့ရှိရင်အသေး3ချိန်ဆိုအသေးအဲ့တော့အကြီးမရှာဖြစ်အသေးဗျာနော်အဲ့တော့ကျွန်တော်ကဒီမှာအသေးဆိုတော့ကျွန်တော်အသေးကိုထိုးထားဗျာနော်ရှုံးရင်3စားနိုင်တစားရှုံးရင်3စားလုံးနဲ့သွားမယ်ဗျာနော်ဟုတ်ပြီကျွန်တော်ဒီမှာရှုံးပြီဗျာနော်ရှုံးပြီဆိုရင်တော့3စားလုံးနဲ့သွားမယ်3စားလုံးနဲ့ကြောတော့နော်အကြီးတစ်ချိန်ဆိုကျွန်တော်အသေးเนาะကျွန်တော် formula အဲ့တော့ကျွန်တော်အသေးကို3000ထွဲပြเนาะပြီးတော့ကျွန်တော် brother တို့တခုပြောချင်တယ်ကျွန်တော် formula သုံးပြီးတော့တေးကြီးမရှောင်တက်တဲ့လူကိုကျွန်တော်တခုပြောမယ်ဗျာเนาะအဲ့ဒါဘယ်လိုလဲဆိုရင်ကျွန်တော်ဒီမှာလေးကြုံလာလို့ရှိရင်ဆော့ပြမယ်အကြမ်းပြီးကျွန်တော်ပြောမယ်เนาะမှတ်ထားပေးပါကျွန်တော်ဒီဂိမ်းရကြောတော့ဗျာเนาะ online ဂိမ်းရကြောတော့ limit နဲ့ကစားရဗျာเนาะနိုင်ဆုံးသူ့ limit နဲ့သူကစားပါเนาะနောက်နေ့မှပြန်ပြီးတော့ကစားပါဗျာเนาะပြီးသွားလို့ရှိရင်ပြီးလို့ရှိရင်ကျွန်တော်နိုင်ပြီဗျာနော်တေးကြီးဘလို့လာလို့ရှိရင်ဘလို့ချောင်းအောင်လဲဆိုတော့ဗျာနော်သူကတေးကြီးလာရဲ့လာလို့ရှိရင်အဲ့ဒီအရှင်ကို brother တို့ကြုံလာလို့ရှိရင်ရက်ထားဆိုလိုက်ပြီးတော့မစောနဲ့ formula မသုံးနဲ့တနည်းอ่ะနော်ရက်ထားပြီးသူ့ရဲ့ trend နော်သူ့ရဲ့ trend တက်သွားတော့မှပြန်ပြီးတော့ဆော့အဲ့ဒါတနည်းနော်နောက်တနည်းရကြော်တော့ဗျာနော်နောက်တနည်းရကြော်တော့သူ့ရဲ့ trend အတိုင်းလိုက်ပြီးတော့ဆော့တာအဲ့ဒီသူ့ရဲ့ trend လိုက်ပြီးတော့ဆော့အားကြောတော့လိုမျိုးလဲဆိုလို့ရှိရင်တေးကြီးအဲ့လိုမျိုးကြာရင်ထားပါတော့တေးကြပဲကြီးကြပဲဆိုတော့ကျွန်တော်ကအဲ့လိုမျိုးမှန်းတာပဲဗျအဲ့တော့တေးကြပဲကြီးကျွန်တော်ထိုးမယ်ကြီးထိုးပြီကျွန်တော်တေးထိုးမယ်ဒါသူ့ရဲ့ trend လိုက်ထွားဗျာနော်တော့ကြုံလာလို့ရှိရင်ကျွန်တော်ပြမယ်ဗျာနော်ဟုတ်ပြီအခုတော့ကျွန်တော်ရဲ့ formula ပဲကျွန်တော်သုံးတယ်အဲ့လိုမျိုးတေးကြီးကြားလို့ရှိရင်ကျွန်တော်ဘယ်နဲ့စထိအများဆုံးလိုက်လဲဆိုရင်နော်ကျွန်တော်4ဆ5ဆစီအများဆုံးလိုက်ပြရဗျာနော်ကျွန်တော်အဲ့တာမှာသူကတေးကြီးကြနေဆိုလို့ရှိရင်ကျွန်တော်သူ့ရဲ့ formula ကျွန်တော် formula ပဲသုံးမယ်ဆိုကျွန်တော်ရက်ထားလိုက်တယ်ပြီးတော့ကျွန်တော်ရဲ့ formula ကျွန်တော်သုံးမယ်ဗျာနော်ဟုတ်ပြီကျွန်တော်တို့ဒီမှာကျွန်တော်ရဲ့ formula ပဲကျွန်တော်သုံးမယ်နော်အများဆုံး4-5ချိန်လောက်ထိတော့လိုက်ပါဗျာနော်ပြီးတော့မှအဲ့ဒါမှသူကတေးကြီးသူ့ရဲ့ trend ပဲလာလို့ရှိရင်သူ့ရဲ့ trend တိုင်းလိုက်ထို့ဒါမှမဟုတ်ရက်ထားလိုက်သူ့ trend ပြတ်မှလိုက်ထို့ဗျာနော်လောဘလေးထိစိတ်ထိမှရမယ်ဗျာနော်ဟုတ်ပြီအဲ့တော့ brother တော့ဒီမှာတချို့လူရတယ်မှာလိုက်ထို့မှာဗျာနော်တေးကြီးအဲ့လိုမျိုးလာနေပြီးတော့ကျွန်တော်အသေးထိုးရလဲထိုးရတာပဲကျွန်တော် formula ပဲကျွန်တော်သုံးမယ်ဗျာနော်ဟုတ်ပြီကျွန်တော် formula လိုက်ကျွန်တော်3စနှုံနဲ့သွားမယ်ဗျာနော်ကျွန်တော်4ချိန်ရှိပြီနော်ဟုတ်ပြီဘာမှမကြောက်နဲ့တကယ်လုံးမှတကယ်ရပါဗျာနော်ပြီးတော့တိုင်းစော်နေတဲ့ဘာသာတို့လည်းကျွန်တော်ရဲ့ဒီမှာကျွန်တော်နိုင်ပြီဗျာနော်ဒီမှာကြည့်လိုက်ပါ9,29,900ဟုတ်ပြီဗျာနော်တကယ်လိုက်လို့မှရမယ်နော်ရဲတင်းနဲ့လုံးမှရမယ်တချို့လူရကြတော့ဇာတက်လီအမှန်တော့ဇာတက်လီမြက်လီပေါ့ဗျာနော်ကိုက1000ရှိရင်10ကနေစပါလိုက်စောတဲ့လူရနော်ဟုတ်ပြီလားပြီးလို့ရှိရင်9000ရှိရင်50ကနေပဲစပြီးထိုးရဗျာနော်မကြောက်ချင်အဲ့လိုမျိုးပဲလုပ်ပါတနေ့ကိုနော်ကျွန်တော်လိုမျိုးပဲမိနစ်ခဏလေးတွေ့မှ browser ကိုပတ်စံကိုအေးစိတ်ချလို့ရပါတယ်ဗျာနော်အဲကြောင့်မို့လို့ကျွန်တော်ပြောသလိုကျွန်တော်လုပ်သလိုလိုက်ပြီးလုပ်ကြည့်ပါတခုမှတ်ထားရမှာ formula ကြည့်လို့မရဘူး browser ရဲ့ညံလေးလဲသုံးနော်တခြားလဲလေးလာချက်ရှာလေးလာပါဗျဒါနော်ဒီနေ့က browser တို့သိရနော်အိမ်မှာ AC ရဲ့နေ့တိုင်းဝင်ငွေ AC ရှာလို့ရတဲ့နီးပါဗျာနော်လာပြောချင်ပါတယ်နော်ကဲ browser တို့နော်ကျွန်တော်ကတော့ခဏလေးတွေ့နေကျွန်တော် AC ပဲဗျာနော်ကျွန်တော်မြတ်နေပြီကျွန်တော်3သိန်းလောက်ဒီကျွန်တော်မြတ်နေပြီနော်ဒါခဏလေးပဲဟုတ်ပြီဗျာနော်ခုမှစဆွဲ browser တို့လည်းဒီမှာကျွန်တော်ရဲ့ဒီ Telegram မှာကျွန်တော်အစအဆုံးရှင်းပြထားပါတယ်ဗျာနော်အပေါ်မှာပေထောက်ထားတာလေးကိုနှိပ်ပြီးတော့လေးလာပါနော်အမှလေးလာလို့ရတယ်ကောက်ဖွင့်နေငွေသွင်းနေငွေထုံပြီးလို့ရှိရင်ဒီမှာအပေါ်မှာဗျာနော်ပေထောက်ထားတဲ့1မိနစ်5000ဆိုင်ဆိုအမှကျွန်တော် formula ချပေးထားပါတယ်ဗျာနော်အဲ့ဒါလေးကိုကြည့်ပြီးတော့ browser လိုက်ပြီးတော့လုပ်လို့ရပါတယ်ဗျာနော်ပြီးတော့ဒီမှာငွေ2သိန်းသွင်းတဲ့သူကကျွန်တော်လက်အောင်မှန်ပါဗျာနော်ဝင်းနဲ့အတိုင်းတွင်းတဲ့လူသားကျွန်တော်ရှီက KB 9000 QW လာယူလို့ရပါတယ်ဗျာနော်အဲကျွန်တော်ပြောချင်ပါတယ်ဘာတော့အားလုံးလည်းအဆင်ပြေကြပါစေလိုက်စော်နေတဲ့လူလည်းကျွန်တော်နီလန်လေးကိုတခြားလေးမှတ်ပြောလိုက်စော်ပေးပါအခုမှလိုက်စော်တဲ့သူတွေလည်းလိုက်စော်မဲ့သူတွေလည်းကျွန်တော်ရဲ့ဒီ Telegram တွေမှာကျွန်တော်စာလို့ရှင်းပြထားသလိုဒီမှာလည်းကျွန်တော် QW ရောပြီးလို့ရှိရင်ဒီ channel မှာကျွန်တော်တို့ like စော်လို့ရပါတယ်ဗျာနော်ကျွန်တော်တို့ like စော်လို့ရလဲကျွန်တော်သင်ချပေးထားပါတယ်ဗျာနော်အားလုံးအဆင်ပြေကြပါစေဗျာ